အခုတလောအရာရာကိုလက်ရှို့လိုက်ရှင်တဲ့အထိစက်ပေးပါနေပြီလားဒါမှမဟုတ်ကိုလုံးနေတဲ့တစ်ခုခုကိုရတဲ့လောက်ချင်းအောင်တီဖြစ်နေပြီလားကိုကယူဇာနေပေမဲ့လည်းထင်တယ်လို့ဖြစ်မလာတဲ့အခါမှာကိုတန်တဲ့ဆက်ဝင်ပြီးအောင်နေပြတဲ့ဘဝတစ်ခုပါကိုကအရာအလုံးကိုပြည့်ရှက်ပြီးအနက်ယူရှိဆိုင်ဖြစ်ပေါ်လာတာဟာလေကိုညံ့လို့မဟုတ်ပါဘူးကိုကဒီအစမပြေမုန်းတွေကိုတောက်ကအကြာကြီးတောက်ခံထဲရတော့ပြပန်းနေပြီဆိုတဲ့သဘောထားတစ်ခုပဲဖြစ်ပါတယ်တစ်ပေတွေတော့မှပဲစောက်ဦးဆိုရင်ရဲသွက်ကြည့်ပြီးတော့နေဦးဆိုရင်အတိတ်ပြန်ဖူးဖူးရတာပါအခုကျွန်တော်တို့ဖက်သက်နေရတဲ့အမော်တုကလည်းကျွန်တော်တို့အတွက်ဇက်သိမ်းမဟုတ်ပါဘူးခဏလောက်တော့အနားယူလိုက်ပါဒါပေမဲ့လုံးဝတော့လက်မလျှော့လိုက်ပါနဲ့ကိုယ့်ရဲ့ကြိုးစားမှုတွေကလည်းဒီနေ့ကျရင်အရာထင်လာမှာဖြစ်ပါတယ်ဒါကြောင့်ကိုမိဘနေပြီလို့နှစ်သိမ့်ပြီးတော့နင်းရှက်ရှက်အိုက်ပြောလိုက်ပါနောက်ပြီးတကယ်လို့ကိုယ့်ရဲ့အနားမှာစက်ရင်နေတဲ့မိုက်ဆိုတဲ့ငွေရှင်းရှိနေဒီဗီဒီယိုကိုရှေ့ပြီးတော့အားပေးလိုက်ပါဦးတော့အားလုံးပဲကံကောင်းသောနေ့လေးဖြစ်နေကြပါစေ